ဘာကြောင့်မကောင်းတာဖြစ်ရတယ်လဲကောင်းတာကိုဘယ်လိုရအောင်ကြိုးစားရမလဲဆိုတဲ့အတွေးတွေနဲ့မကောင်းတာကိုလည်းဖယ်ရှားပြလို့ရအဲ့ဒါလို့မှမဟုတ်ပဲနဲ့ဖြစ်ရလေခြင်းရင်ပတ်စီတီအဆိုးနဲ့တွေ့တဲ့အခါဖြစ်ရလေခြင်းကောင်းနဲ့တွေ့တဲ့အခါငါမငါနော်ဘဝမြင့်သွားတာမျိုးအဲ့ဒါမျိုးတွေမဖြစ်ရအောင်မြတ်စွာဘုရားကမမြဲတဲ့သဘာဝတရားနဲ့ခုခံရမယ်လို့သူတို့ပြောတည်ငြိမ်အောင်ထားလိုက်မမြဲတဲ့သဘောဆင်ញင်လိုက်ရင်ရောကြသွားမှသိချတယ်လောကကြီးဟာပဲရမှမမြဲဘူးအလုံးဟာတခဏလေးပဲတခဏလေးအတွင်းကြုံတွေ့ရတာလေးပေါ်မှာတမက်တမောလည်းဖြစ်မနေနဲ့စိတ်လည်းညစ်မနေနဲ့နော်ဘယ်အခါနဲ့ပဲတွေ့ငါအမျက်ထွက်အောင်ဘယ်လိုလုပ်မလဲဘယ်လမ်းကြောင်းကသွားမလဲဆိုတာကိုယ့်ကိုယ်စဉ်းစားပြီးလှုပ်ရှားရိမ့်ရိုက်မှုမဖြစ်အောင်ကြံ့ခိုင်တဲ့စိတ်ဓာတ်ကိုတည်ဆောက်အောင်ပဲဖြစ်တယ်